ရောထန်နဲ့ဘုတ်ကောင်တို့ရဲ့မာကောင်ကတာမန်မဟုတ်ပါဘူးရောထန်တော့လက်ရှိမွေထိုင်းလောကရဲ့ Go Fighter တူဖြစ်ပြီးတော့ဘုတ်ကောင်ကတော့လွန်လေပြီးတဲ့မွေထိုင်းလောကအတွက် Go Fighter တူဖြစ်ခဲ့တယ်လို့လက်ရှိမွေထိုင်းသမိုင်းရဲ့ထာဝရအကောင်းဆုံး Fighter ကြီးဆိုရင်လည်းမမားပါဘူးသူတို့ကတော်တော်ကြီးကိုကောင်းလုံးကြတဲ့ Fighter ကြီးဖြစ်ပြီးတော့သူတို့ဘဝမှာအလေးထိုးခံရတယ်ဆိုတာတော်တော်လေးကိုရှာပါပါပဲမာချက်တွေကတော့ပြောမနေနဲ့သူတို့ရဲ့မာကိုမီးရဲ့ Fighter အခုလက်ရှိမွေထိုင်းလောကမှာမထွက်ပေါ်လာသေးပါဘူးနောက်လဲထွက်ပေါ်လာမယ်လို့မထင်ပါဘူးဘာလဲဆိုတော့ရောထန်နဲ့ဘိုးကောင်တို့ရဲ့မာကုံတွေကတာမန်မာကုံမျိုးတွေမဟုတ်တာအကြောင်းပါပဲခင်ဗျားကသူတို့ဘလောက်ပဲအားထည့်ပြီးတော့ကန်ဘလို့ဖိုက်တာမျိုးနဲ့ပဲကန်ခိုင်းသူတို့ကကြိုးဖို့နေတာဖြုံတော့မှဖြုံမှာမဟုတ်ပါဘူးရောထန်နဲ့တော်တော်မာသလိုဘိုးကောင်ဆိုလို့ရှိရင်ဟိုးတုန်းကတစ်ပင်တွေကိုကန်ပြီးတော့မှလေးချင်းခဲ့တာပါတစ်ပင်ကိုကန်ုံနဲ့မကပဲနဲ့ကန်ပြီးတော့ချိုးပြခဲ့တာပါအဲ့တော့တစ်ပင်လောက်မမာတဲ့လူရဲ့အယိုးကလည်းပဲသူ့ရှိမှတစ်ချက်ချင်းနဲ့အကျိုးကန်မှုဆိုတာအသာလေးပါပဲရောထန်အောင်ဒီဘက်ကဖိုက်တာရဲမှာအမာဆုံးဆိုလို့ရှိရင်ရောထန်ထက်ပို့ပြီးတော့မာတဲ့ဘုတ်ကောင်ရဲ့မာကုံကဘယ်လောက်ထိကြမ်းထုံနေမလဲဆိုတာတစ်ချက်လောက်ပဲစဉ်းစားကြည့်လိုက်ပါတာမန်လူတွေကတာမန်တိုက်ခိုက်သမားတွေရဲ့ထိုးချက်ကန်ချက်တွေအကြောင်းမလို့ကြိုးကြည့်သွားနိုင်တယ်ဆိုလို့ရှိရင်ရောထန်တဲ့ဘုတ်ကောင်တို့ရဲ့ထိုးချက်ကန်ချက်တွေကိုသာထိမိမယ်ဆိုလို့ရှိရင်တော့တခါတည်းအသက်ပါပျောက်သွားနိုင်ပါတယ်ဒါမဲ့တာမန်လူမပြောပါနဲ့လေ့ကျင့်မှုတွေပြေးဝနေတဲ့ professional fighter တွေတော့မှရောထန်တို့ဘုတ်ကောင်တို့သွားပြီးတော့ရှုပ်လို့မရဘူးဘယ်လောက်ထိလဲဆိုလို့ရှိရင်ရောထန်တို့ဘုတ်ကောင်တို့ရဲ့မာကုံမျိုးတွေကMMA ကစားနည်းရထီတောင်မှဝင်တိုးနိုင်ပါတယ်ချုပ်ဝက်မပါပဲတူတင်ကိုတင်ဘောက်စင်ထိုးကြမယ်ဆိုလို့ရှိရင်ရောထန်တို့ဘုတ်ကောင်တို့ကဖြုံမာတော့မှမဟုတ်ပါဘူးဒါမဲ့လည်းမွေထိုင်းအောင်ချစ်လို့မွေထိုင်းအတွက်ပဲကိုစားပြုတ်ပေးခြင်းလို့သာဒီ fighter တွေကမွေထိုင်းရဲ့ဂန်နူတွေဖြစ်လာကြတာပါဒါကြောင့်ရောထန်တို့ဘုတ်ကောင်တို့ရဲ့မာကုံတွေကတာမန်နေထားတော့မဟုတ်ပါဘူးတာမန်တိုက်ခိုက်သမားတယောက်အနာခံနိုင်နေဆိုတာကသူတို့အိတ်နေတလောက်ပဲရှိပါတယ်ဘုတ်ကောင်ဆိုလို့ရှိရင်သူ့ရဲ့ professional fighter ဘဝမှာအလဲထိုးနိုင်ပွဲတွေများပြီးတော့တော်တော်လေးကိုကြမ်းတဲ့ကစားပေါက်တွေနဲ့ပြိုင်ဘက်တွေကိုခြေလှယ်ခဲ့တာပါအခုရောထန်ကျန်းနေဆိုတာကဘုတ်ကောင်အရှိမဘာမှတော့မဟုတ်သေးပါဘူးဒါပေမဲ့အဲ့ဒီဘာမှမဟုတ်သေးတဲ့ fighter မျိုးရဲ့မာဂွန်အောင်လိုက်မိနိုင်တဲ့ fighter မျိုးကဒီဘက်ခေတ်မှာခက်ရှာရပါဒါကြောင့်မလို့ရောထန်တို့ဘုတ်ကောင်တို့ဆိုတာကမွေထိုင်းလောကရဲ့ပါရမီရှင်လူသားတွေပါသူတို့ကတုံးတောင်အရေးကြီးရှိတာမျိုးတွေတော့မဟုတ်ပါဘူးဘယ်လောက်ထိအရေးကြီးရှိလဲဆိုတာအုံနောက်နဲ့တိုင်းတာလို့မရအောင်အထီကိုအရေးချင်းရှိကြတာဖြစ်ပါတယ်